မှန်တဲ့ကအရေးရွာလေးရဲ့အနီးမှာရှိတဲ့ဟောင်းနှံပြိုလဲလူနီးပါးဖြစ်နေတဲ့နန်းတော်ဟောင်းကြီးတဲ့ကိုတငယ်ချင်းတွေနဲ့စွန့်စားဝင်ရောက်ခဲ့တဲ့အခါမိုးတစ်ဟာမှန်ကြီးတစ်ချက်ကိုတွေးလိုက်ရတယ်။အဲ့ဒီမှန်ဟာထူးဆန်းပြီးအနှဲငယ်မှောင်နေတယ်။မှန်ကိုမြင်ချင်းမိုးတစ်ဟာအိမ်ကိုယူလာခြင်းနေတဲ့တငယ်ချင်းကိုပြောပေမဲ့တငယ်ချင်းကထားခဲ့ခိုင်းတယ်။ဒါပေမဲ့မိုးတစ်လည်းခိုးပြီးယူလာလိုက်တယ်။ညဖက်မှာမှန်ကိုကြည့်ရင်သူ့မျက်နှာနဲ့အတူမှန်ထဲမှာအရေးတစ်ခုပါရောရှက်နေတာကိုသူသတိထားမိတယ်။ထိတ်လန့်သွားပေမဲ့အဲ့ဒီမှန်တွေကရိတ်ကသူ့ကိုစကားပြောလာတယ်။မင်းနှစ်သက်ရာဆူတောင်းပါ။မင်းဆူတောင်းကိုငါဖြည့်ပေးမယ်။ဒါပေမဲ့မင်းကအတွက်တစ်ခုတော့လှုပ်ဆောင်ပေးရမယ်။အစာပိုင်းမှာမိုးတစ်ကကြောက်နေခဲ့ပေမဲ့သူ့ဘဝမှာငွေကြေးချို့တဲ့မှုချစ်သူနဲ့ကြားကပြဿနာတွေကြောင့်စိတ်ညစ်နေတဲ့အချိန်မှာအရေးရဲ့စကားကိုစိတ်ဝင်စားလာတယ်။သူဆူတောင်းလိုက်တယ်ငါမှငွေကြေးတွေအများကြီးရှိစေချင်တယ်။နောက်တစ်နေ့မှာပဲသူ့အိမ်ရှိမှာငွေအိတ်ကြီးတစ်အိတ်ရောက်လာတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲမှန်တဲ့ကအရေးကသူ့ကိုပထမဆုံးတာဝန်ပေးလာတယ်။မနက်ဖြန်ညနေ6 နာရီမှာရွာထဲကကြက်ဖတစ်ကောင်ကိုမှန်ရှိမှထားခဲ့။မိုးတစ်ကရွာထဲကကြက်ဖတစ်ကောင်ဝယ်ပြီးထားလိုက်တယ်။မှန်ရှိရောက်တဲ့အခါကြက်ဖကပျောက်ကွယ်သွားတယ်။နောက်တစ်ချိန်မှာတော့သူကငါရွှေတွေအပြည့်ထည့်ထားတဲ့တစ်တာတစ်လုံးလိုချင်တယ်လို့ဆူတောင်းလိုက်တယ်။နောက်နေ့မနက်မှန်ရှိမှာရွှေပြည့်ပါတဲ့တစ်တာရှိနေတယ်။ဒါပေမဲ့အဲ့ဒီညမှာပဲမှန်တဲ့ကအရေးကသူ့ကိုတာဝန်ထပ်ပေးလာတယ်။မနက်ဖြန်ညနေ6 နာရီမှာရွာထဲကကလေးတစ်ယောက်ကိုမှန်ရှိမှထားခဲ့။မိုးတစ်ကစိတ်မသက်မသာဖြစ်မိပေမဲ့သူငွေတွေထက်လိုချင်တာကြောင့်လှုပ်လိုက်တယ်။ကလေးဟာမှန်ရှိရောက်တဲ့အခါပျောက်ကွယ်သွားတယ်။မိုးတစ်ရဲ့လက်ထဲမှာငွေတွေရွာထဲမှာသူ့ကုန်သတင်းတွေတိုးပွားလာခဲ့ပေမဲ့သူဟာလိုအင်ဆန္ဒတွေကိုအဆုံးမတတ်နိုင်ပဲတစ်ခုပြီးတစ်ခုဆူတောင်းရင်းမိုက်မဲတဲ့ခိုင်းစေမှုတွေကိုပြုလုပ်နေခဲ့တယ်။တညမှာတော့သူဟာအိယာထဲကနေအတန်တစ်ခုကြားရလို့နိုးလာတယ်။သူ့ချစ်သူထက်ဝေဟာအိယာဘေးကမှန်ကြီးရှိမှမတ်တရက်နေပြီးမျက်နှာမှာအသက်မရှိသလိုဖြူဖက်ဖြူရောဖြစ်နေတယ်။ဘာဖြစ်နေရလဲ။ဝေးဘလို့ရောက်လာတာလဲလို့လှုပ်ရှားမရအောင်ထိတ်လန့်နေရင်မေးလိုက်တဲ့အခါထက်ဝေကလှဲ့ပြီးပြုံးနေတယ်။ဒါပေမဲ့မှန်တဲ့ကအရေးရဲ့အတန်ထွက်လာတယ်။မင်းရဲ့နောက်ဆုံးဆူတောင်းချက်ကိုဖြည့်ဆည်းဖို့အချိန်ရောက်ပြီ။မိုးတစ်ဟာထက်ဝေကိုဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့လက်တွေဟာမှန်ရဲ့မျက်နှာပြင်ထဲကိုနှိပ်ဝင်သွားတယ်။မှန်ထဲမှာသူ့ချစ်သူရဲ့ပုံရိပ်ဟာတဖြည်းဖြည်းမိမ့်သွားပြီးမှန်ထဲကိုတဖြည်းဖြည်းစားထိုးဝင်လာတာကသူကိုယ်တိုင်ပဲဖြစ်နေတယ်။သူဟာလောဘတွေအဆုံးမရှိဆူတောင်းမိခဲ့တဲ့အတွက်အခုတော့သူ့ကိုယ်သူမှန်ထဲမှာပိတ်မိနေတဲ့အရေးတစ်ခုအဖြစ်ပြောင်းလဲသွားပြီးနောက်လူတစ်ယောက်ကိုဆူတောင်းပြည့်စေဖို့စောင့်ကြိုနေရတော့တယ်။